မိုးအေးလေးနဲ့စားလို့ရမ်းကောင်းတဲ့ချင်းကန်ဆန်ဟင်းရဲ့ချန်နီလေးကိုဝေမျှပေးလိုက်ပါတယ်အရင်ဆုံးခင်းညင်သည့်ကျွတ်နေရမှုနဲ့မှုလေးတွေကိုလိထားပေးလိုက်ပါမယ်နောက်ထပ်နန်းနန်းမင်းလေးကိုပါလိပေးပြီးရင်တော့ပါဝင်ပစ္စည်းလေးတွေကိုရပါပြီအိုးထဲမှာစီပူလာပြီဆိုရင်တော့ကျွတ်သွန်ဖြူနဲ့ကျွတ်သွန်မိတ်လေးတွေကိုမှုေးသွားအောင်ကြော်ပေးလိုက်ပါမယ်နောက်ထပ်ခင်းညင်သည့်လေးတွေကိုထည့်ပေးပြီးတော့ကြည်လာအထိချက်ထားပေးလိုက်ပါကြည်လာပြီဆိုရင်တော့ရေတစ်ခွက်လောက်ထည့်ပေးပြီးတော့ပွက်လာအထိတည်ထားပေးလိုက်ပါမယ်ပြီးရင်တော့ပန်းကံပြားရဲ့အကြီးဖနီကစားကြက်သားမုံနဲ့ငရုတ်ကောင်းမုံအဖြူကိုထည့်ထားပေးလိုက်ပါမယ်နောက်ထပ်ကြက်ဥချောင်းလေးတွေကိုထည့်ပေးပြီးရင်တော့ကျွတ်နေရမှုနဲ့မိုးလေးတွေကိုထပ်ထည့်ပေးလိုက်ပါမယ်ပြီးရင်တော့ရေတစ်ခွက်လောက်ထည့်ပေးပြီးတော့မွေထားပေးလိုက်ပါနောက်ထပ်ကော်ရီလေးတစ်ခွက်လောက်ကိုပါတေချာလေးမွေပြီးထည့်ပေးလိုက်ပါမယ်ပြီးရင်တော့ကြက်ဥနှလုံးလောက်ကိုလည်းခောက်ပြီးတော့ထည့်ထားပေးလိုက်ပါကြက်ဥလေးတွေအရင်မကြည်သွားအောင်လို့မွေတဲ့အခါဒီလိုလေးမွေပေးလိုက်ပါမယ်နောက်ဆုံးမွေးသွားအောင်လို့နန်းစီလေးနဲ့နန်းနန်းမင်းကျက်သွမိတ်လေးတွေကိုထည့်ပေးပြီးရင်တော့အခုလိုမျိုးစားလို့ရန်ကောင်းတဲ့ချင်းကန်ဆန်ဟင်းရည်လေးကိုရပါပြီနော်လောကလွယ်ကူတာမို့လို့အိမ်မှာလိုက်ချက်စားကြည့်ကြဖို့လည်းမမေ့ကြပါနဲ့ဦးနော်